လို့ရပြီးရင်ဘယ်သူမှပြန်မတင်တော့ဘူးဒီလိုဆုံးသက်တော့ရင်ဘယ်သူမှမထုံနေတော့ဘူးလွတ်မြောက်သွားပြီထင်ပေမဲ့တကယ်တော့ဟုတ်ပါမလားတေချာပြီလားကဲတေချာလားဒီဘဝရှုံးပေးလိုက်တော့မှလားတကယ်လို့ထွက်သွားရင်ဒီတန်တရားတွေကအမှန်တိုင်းငြိမ်းချမ်းခွင့်ရရှိပါမလားအထီးကျန်နေလို့နဲ့လာရောက်နေအောက်ကရေတစ်ခုလို့မတွေ့ပါနဲ့ကိုယ်ပိုင်လင်းတွေထုတ်ဖို့အားလိုခဲ့ရင်ကိုယ့်ရဲ့မိစားလေးကိုမျှဝေမယ်အကောင်းဆုံးလေးတွေမဖြစ်ခဲ့ရင်တော့လက်လျှော်လို့ပါမမထူဘူးလေဒီလောကကြီးကကိုမရှိတော့ရင်တော့ဘာမှလည်းပါစေမလေးအတေးချီမချလို့စိတ်ကလေးကိုဖြေလျှော်ထားဆုံးတော့ဟုတ်တယ်မလို့ကိုလာကိုကိုင်ဆွဲထားအတေးမရှိတဲ့နေရာများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်းနေအောင်မှာရှိတဲ့နေရာများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်းနေအောင်မှာပါကလေးယာခါကြပါပါလို့လူတွေဖြစ်နေရတယ်ကွာဟာဘသူများလဲလို့ဂေးစိုးလေးပါလားမင်းရလေကွာငါချစ်ကလေးကိုအဲ့လိုမပြောပါနဲ့ဟာမင်းရတယ်စားတယ်ဟေးကွာချစ်ကလေးငါဆတာပါဘာလို့အဲ့လောက်ထိမှန်ဖြစ်နေရခင်ဗျားမလုပ်တာလဲစိတ်ကလည်းကြီးလိုက်တာကွာငါဘာမှတောင်းမလုပ်ရသေးပါဘူးဒါပေမဲ့ငါစဉ်းစားနေတာတခုရှိတယ်မင်းတို့ရုပ်လှလှလေးနဲ့မင်းကလေးလားဆိုရင်ငါကောင်မလေးဖြစ်လိုက်ဘလောက်ကောင်းမှာကွာခင်ဗျားဘာစကားပြောလိုက်တာလဲဒီကောင်အများကွာစိတ်ကြီးလို့ဟာဒီလိုသဘောထားပြရကွာမင်းစင်နဲ့ကျင်းနေမှာမလားအေးခင်ဗျားတို့စိတ်ဓာတ်အောက်တန်းကြတဲ့ကောင်နဲ့ဘာစကားမှပြောတာအကြောင်းပြုရှင်းလားခင်ဗျာခင်ဗျားမလုပ်တာခင်ဗျားမလုပ်တာခင်ဗျာဟဲ့အဲ့ဒါယောက်ျားလိုမိန်းမလိုနဲ့ပြေးဝအောင်ညှို့ဆွဲနေရကောင်းမလားဟဲ့မြင်လေသူ့ညောင်းတော့သူ့ယောက်ျားလိုပဲဖြစ်မိန်းမလိုပဲဖြစ်ဘာဖြစ်လဲသူကသူမိန်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်စိတ်ဝင်စားပြီကိုယ်စိတ်ကိုမသိဘဲနဲ့ပြေးဝအောင်ညှို့ဆွဲရတဲ့စိတ်ကိုတော့အံ့ဩတယ်ဟဲ့တော့ပါတော့ကြောင်းလို့နည်းနည်းကောင်းမှာဒီကိစ္စကိုသွားရှင်းမယ်ကွာစိတ်လျှော့ပါကွာနော်စိတ်လျှော့လိုက်ပါဒါပါလာစိတ်လျှော့လိုက်ပါကွာဟုတ်ဘာမှမအောင်လည်းမသိဘူးမမင်းကြီးပြပါဟာခိုနေ့ကငါတို့ခန်းရုပ်ဝင်တဲ့ဂေးစိုးလေးကိုလွတ်ပြီးမင်းမဝင်နဲ့ဗျာဟုတ်ပြီပြောတယ်အာမင်းရတက်မှုတွင်လေကွာတက်မှုတွင်အဲ့ကောင်ငါခေါ်ခဲ့ငါရှိကိုခုအဲ့ကောင်ခေါ်ခဲ့โอเคဟာအဲ့ဟိုခန့်အဲ့တဲ့ခေါ်လေဟာငါအဲ့ဒီခိုင်ကျွန်တော်တွားချင်ပါဘူးကွာမရဘူးလေအဲ့တဲ့ဘိုင်းတက်ပြီးခေါ်လာတဲ့ဟာဒါဆိုရင်မင်းကလည်းလိုက်ခဲ့ပြီးလို့ရလားမရဘူးဂျိုင်းတင်မလုပ်ပါကွာမင်းကလည်းတွားရအောင်နော်ဟာမင်းတော့ကွာတော့မပြတ်လို့အတော့တော့မယ်ချက်တွေ့ပြန်ပြီညောတငယ်ချင်းလေးဟဲ့ဟိုနာအေးတော့ဟိုတနေ့တယောက်ပဲအေးဒီကွာဒီကောင်ပဲမေးရတယ်သူ့ကိုကျွန်တော်တေချာကြည့်ချစ်စရာနေတော့ဗျာအာလကဒီကောင်ပုံစံချစ်ဖို့ကကောင်းတာကွာမာနာတခွဲရတဲ့ကောင်ကွာ
ငါကလဲလေးဆိုတော့ဆိုပြီးအစိတ်ဝင်စားဘူးလားဟုတ်လား ပြောဘာလို့လာလဲဟေ့ရဒီကိုယ်စင်တာကိုမသိလားချင်းချင်းတောင်းပါလဲငါဘာမှနေလို့တောင်းမရမှာလဲမင်းအလုပ်ပြုတ်ချင်နေရဲ့တူရဲ့မင်းတို့တခါတီးခတ်ကြလို့ငါနာမည်ပြက်ခဲ့ရပြီကွာဒီတစ်ခါတော့ငါတီးမခံနိုင်တော့ရဟာလေကြီးတွေရဲ့ကွာဟဲ့ တော်ကြီးအရန်ပြောပါနဲ့ကွာကလေးကရုတ်တရဲဆိုတော့လန့်သွားတာနေမှာပေါ့ဟုတ်တယ် ဟဲ့မင်းရမလဲဟဲ့တမူစိတ်ချဟေ့ရကိုယ်စင်တာကိုမသိရကွာဟေ့ရတမူတွေမင်းဘာလို့ပြန်လာချပြန်ပြီလဲဒီကောင်တရားမဆွဲစေချင်ဘူးဆိုရင်အခုချက်ချင်းလောက်ကထုတ်ပြီကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အဆင်ပြောင်းဖြည့်ရှင်းပေးပါမယ်ဟာနာတမူတွေဖိတ်ပဲမရှိတာကွာ ခုမှပြန်လာလား တားလုပ်ပြုတ်ခဲ့ရမယ် နင့်လိုအသုံးမကျတဲ့ကောင်စီငါဘာအောင်မျှော်လင့်နေရ ကျေးဇူးပြုပြီးဒီလိုနေရာတော့ထပ်မလို့ပါနဲ့လားကွာ အေးပါ ဒါနဲ့မင်းကလူရောဘာပြောကြလဲ အိမ်မှာဘသူကငါ့ကိုငါရှိရလို့တတ်မှတ်လို့လဲ တိန်နဲ့နေပြီးတော့ကွာမင်းတို့ကလည်းအေးပါဘာဖြစ်အားမငယ်နဲ့ဒီမှာငါတယောက်လို့ရှိတယ်တခုဆိုလို့ရှိရင်ငါဆရာအကူကြီးဘုံမမလဲနဲ့ရှားလား ဟုတ်ပါပြီ လောလောဆယ်တော့ငါမေးဆရာအကူကြီးတောင်းစရာတခုရှိတယ်ကွာ အေးပြောလေ ဒီလိုကွာငါအတိပါတခုမှာတချင်းဆိုပွဲကိုလူလိုနေရမင်းလည်းအဲ့မှာဆိုဘူးပါတယ်ဟိုမင်းနဲ့ငါနဲ့တော့အဲ့မှာစတိရလေမှတ်မိလား ဩတိပြီအဲ့တော့ အဲ့တော့ငါမင်းကိုအဲ့ဘာမှတချင်းဆိုစေချင်တာကွာဒါပေမဲ့တည့်ရတဲ့အတိုင်းပဲသူတို့ပေးရစီကနေတော့ငါမင်းကိုအားနာလို့ကွာ ဟာမင်းရလေစောစောကပြောတာမဟုတ်ဘူးငါတေချာပေါ့ဆိုမှာပေါ့ကွာဘလောက်ပဲရရငါအလုပ်ရတာပဲဟာ အေးပါငါမင်းစိတ်ကိုတီးပါတယ်ကွာငါမင်းကိုအားနာလို့ ဘယ်ရလာအားနာနေငါလုံးမစိတ်ချဖြစ်တာ အေးပါ ဟာညီလေးဟိုအကိုတငယ်ချင်းရေမြတ်ကိုတွေ့မိလားမသိဘူးအကိုပြောထားကြပြီ ဟုတ်ပါ အဲ့ဆိုခုဘယ်လိုလုပ်မလဲကိုသိ။ तू ကရောက်နေပြီ အေးဘောစီကသူ့ကိုဟိုတစ်ခေါက်ကလေးကခေါ်မဆိုခိုင်းတာကြာပြီကွာငါလည်းမင်းတကန်ချင်းဆိုတော့သူ့ကိုခေါ်ဆိုခိုင်းမလို့ပဲကွာအခုလည်းဘောစီကတိသွားပြီဆိုတော့ကွာ ဆရာကျွန်တော်သိခါရတယ်ကျွန်တော်ပြောပြရတယ်ဆရာဒီကောင်လေးကလောက်ခဲ့တဲ့နှစ်လောက်ပုံလေးကသူ့တကယ်ချင်းသိကြရတယ်ဇေယျတွေရှောက်ထားတယ်ဆရာဟိုတစ်ခေါက်တော့လည်းဆိုင်မှာဆိုတော့တေချာကျွန်တော်ကြည့်နေတာနားလေကြားတော့မှလည်းကျွန်တော်ပိုတေချာသွားတယ်ဆရာ ဟာဟုတ်လား ဒါနဲ့အကိုနဲ့သူကကျောင်းပူတက်ခဲ့ရဆိုသူ့အကြောင်းလည်းပါတယ်မကြောင်းလေးဘူးလား ဒီညကိုပေးဆိုလိုက်ပါကိုသိန်းဟာကျွန်တော်ပြောပြီးသားဖြစ်နေပြီဗျပြီးတော့အခု तू ကရောက်နေပြီဆိုတော့ပြန်ခိုင်းဖို့က ခတ်တာပဲကွာအေးအဲ့ဆိုလေသူ့ကိုဒီတညတော့ပေးဆိုခိုင်းနေတော့ကွာနောက်ဆိုရင်မင်းလည်းသတိထားရင်းနဲ့ငါမင်းမျက်နှာပြတ်မှာဆိုလို့ဒါသူ့ကိုပေးဆိုခိုင်းရငါဆိုင်မှာဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေဖြစ်တာလုံးဝမကြိုက်ဘူးကွာနောက်ပြီးတော့ဒီအကြောင်းတွေကိုတစ်ခေါက်ကလေးကငါမသိခဲ့လို့အေးနောက်ပြီးတော့ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးကယောက်ျားလေးတွေကြီးပဲပြီးတော့မင်းကောင်ကဂေးနေတာကွာဟာမင်းလည်းဂေးတွေတော့ခတ်ပြီးကွာညနေ ဒီပါကိုသိန်းဟာကျွန်တော်လည်းအားနာပါတယ်ဗျမသိလို့ခေါ်လိုက်မိရ ဟ
အေးပါဒါနဲ့မင်းနဲ့ရောရိုးရလာရင်းနေ နေစမ်းပါဗျာဒါမျိုးဆိုကျွန်တော်ကယွန်လုံးလို့ အေးပါကွာအဲ့ဆိုလည်းပြီးတာပါပဲဒါနဲ့မင်းနဲ့ရောရိုးရလာ နေစမ်းပါဗျာဒါမျိုးဆိုကျွန်တော်ကယွန်လုံးလို့ မင်းခုံချမလို့လားစောစောကဆိုင်တဲ့လူတွေပြောတဲ့စကားတွေကြောင့်လားသူတို့ကြောင့်ဟုတ်တယ်ဆိုရင်မင်းခုံချသွားတဲ့အခါကိုကအိတ်ဆိုင်ကိုပြန်သွားပြီးသူတို့သွားတည်ပြရမယ်လေ ခင်ဗျားကဘယ်လိုသိရလဲ မင်းအိတ်ဆိုင်ပေါ်ကိုတက်မလာခင်ကတည်းကကိုကသူတို့ပြောတဲ့စကားတွေကိုကြားထားနေပြီသား ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျားအခုတော့မမြင်ကြအောင်တောင်းသွားပေးပါသူတို့လည်းသွားပြောပြကြမှာလို့ပါဘူး ဒါဆိုအခုမင်းခုံချကြလားဘာအတွက်လဲမင်းကိုထိခိုက်နေတာလုပ်တဲ့သူတွေစီကနေထွက်ပြေးကြုံသက်ပဲ အဲ့ဒါကျွန်တော်ကိစ္စပါ သူတို့ပြောတဲ့စကားတွေအတွက်ကြောင့်လည်းမင်းကကိုခုလောက်ဒီလုပ်ဖို့ဆုံးဖြတ်တယ်ပေါ့ဒီတကူရဲ့ကြောင့်တော့မဟုတ်ဘူးဆိုတာကိုသိပါတယ် အဲ့ဒါကျွန်တော်ကိစ္စလို့ပြောပြီးပြီလေ သိပါတယ်ကိုကဆက်စုတတ်ပြင်မဲ့ဒီလောက်တော့လူငွေနားလဲပါသေးတယ်အခုနေမင်းခုံချလိုက်မယ်ဆိုရင်ရေအောက်ကိုရောက်ပြီးခဏကြာပါရေမုန်းပြီးတော့မင်းရဲ့အသိစိတ်ကမင်းခန္ဓာကိုယ်ထဲမှာရှိမှာမဟုတ်တော့အချိန်တိုင်းအသက်မရှိတော့တဲ့မင်းရဲ့ခန္ဓာကိုယ်ကကန်းဆက်တဲ့နေရာမှာပေါ်လာလိမ့်မယ်ပြီးရင်မင်းရဲ့အလောင်းကိုလူတွေတည်သွားကြလိမ့်မယ်ပြီးရင်တယောက်တစ်မျိုးနဲ့မင်းကိုထင်ကြီးပေးကြတော့မင်းကဘာကြောင့်သက်တည်သွားလဲဆိုတာကိုတနာရတယ်လို့ခေါင်းစဉ်တက်ပြီးအကြောင်းအရာမျိုးစုံနဲ့ဝေဖန်ပြစ်တင်ကြလိမ့်မယ်အဲ့ဒီအချိန်မှာမင်းရဲ့အသိစိတ်ကအဲ့ဒီလူတွေနားမှာလွင်ဝဲလျှောက်သွားနေရင်သူတို့ပြောဆိုနေရတယ်မဟုတ်မှန်ကြောင်းအော်ဟစ်ပြီးတော့ငင်းနေလိုက်ဒါပေမဲ့ဘယ်သူမှမကြားတော့မင်းတကယ်တမ်းဖြစ်ချင်တာအဲ့လိုမျိုးအချိန်နေဟုတ်ရဲ့ အဲ့တော့ကျွန်တော် queue မဆိုင်ဘူးအဲ့လူတွေဘယ်လိုထင်မလဲဘာတွေထင်ကြီးပေးမလဲပြောချင်တာပြောပါစေကျွန်တော်ရဲ့စိတ်ကိုနည်းနည်းလေးမှတော့မသိရလူတွေရဲ့စကားကိုကျွန်တော် queue မဆိုင်ဘူး ဒါဆိုအခုရောမင်းဂီးမဆိုင်လို့မရဘူးလားကိုနာမည်ကစောပြေကျော် ကျွန်တော်တက်မှုတယ် မင်းတခုခုပြောချင်တာရှိတယ် ရတယ်ကျွန်တော်ဘာမှပြောချင်ဘူး โอเคလေဒါဆိုကိုပဲဆက်ပြောမယ်မင်းအဆင်ပြေမယ်ဆိုရင်ကိုအခုအလုံးလုံးနေရပါမှာတချင်းဆိုပြီးကို request လုပ်ရှင်ပါ ရတယ်ကျွန်တော်အခုညီမလို့ အခုညီလိုကကိုလေဟိုဆိုင်မှာတချင်းဆိုမဲ့လူတယောက်တကယ်ကိုလုံနေလို့ပါအဲ့ကိစ္စနဲ့ပဲငယ်ချင်းတယောက်နဲ့တွေ့ဖို့လာရင်စောစောဆိုင်ကိုရောက်ဖြစ်တာ ခင်ဗျားအလုပ်တော်မှမဟုတ်ဘူးလား ဟုတ်ပါတယ်ကိုကအလုပ်သမားပါဆိုင်မှာတချင်းဆိုမဲ့လူတယောက်ရှားအောင်ရှာပေးမယ်လို့တောင်းယူထားပြီးလို့လေဘာလဲကိုကလူတယောက်ကိုအလကားကူညီပေးမယ်ရုပ်ပေါက်လို့
ကိုအဲ့လောက်ထိသဘောမကောင်းပါဘူးအခုကဆိုင်ရဲ့ budget နဲ့အဆင်ပြေလောက်မဲ့လူမျိုးကိုရှာနေရအောင်မို့နောက်ဦးနှစ်ဖက်အဆင်ပြေလောက်မယ်ထင်လို့ပါကုတ်ဖုန်းတစ်ပတ်ယူထားလိုက်ပါတကယ်လို့မင်းအဆင်ပြေရဆိုရင်တရှင်းဆိုတာရဲ့ပြီးတော့2မိနစ်စာလောက်ကိုစီပို့ပြီးပေါ့ဟောမနေ့ဖန်လောက်တည်းပဲစဉ်းစားတော့ဆိုင်မှာအားကျန်လူလိုနေရမို့နင်းလက်ခံမယ်လို့ကိုမျှော်လင့်ပါတယ်ကိုသွားတော့မယ်စီး ဒီနေ့တော့ခုံချပြစ်တော့ဘူးစူးစမ်းပြီးတော့အသက်ရှင်ကြည့်ရတာပေါ့မင်းစီကိုတော့နောက်တစ်ခေါက်ထပ်မရောက်လာဖို့ငါမျှော်လင့်ပါတယ်ရှိတဲ့နေရများစွာတို့ရဲ့ဘဝတွေထဲမှာဆောင်းနေအောင်မှာပါကလေးရ 11 take 2 okay roll နော်11 take 2နော် okay ခရဘာလို့တာခင်ဗျာအာ ဒီမှာပြောအေးဟုတ်တယ်အဲ့တော့လည်းပြောမလို့အောင်အဲ့ဟုတ်တယ်ဆိုတော့ဟုတ်ရှူတင်တစ်ခုလုံးပါအောင်ရှူတင်တစ်ခုလုံးပါအောင် 你的要加什么么？你给多少瑞？起码等你上安了。你下来 sorry 还是就你家边的嘞？别。两位你看这长不了多少嘞